အားလုံးပဲမင်္ဂလာပါ Language Bridge မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ share ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Chloe ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်အခုပုံလေးရဲ့ထိုင်းလိုစလုံးပေါင်းလေးတာကတော့ကောလောဝေါ်ယောဖြစ်ပါတယ်တကယ်တမ်းတော့ဒီမှာပါတဲ့ဝေါ်ကစရဥဝါကနေပုံပြောင်းသွားတာဖြစ်ပါတယ်အဲ့တော့ကောလောကပြီးဖြစ်မယ်စရဥဝါကတရဖြစ်ပြီးတော့ယောကအသက်ဖြစ်ပါမယ်Chloe ဒါပေမဲ့ falling tone ပေါ့နော်မိုက်ထိုးပါတဲ့အတွက် Chloe ဆိုရဲ Chloe ဒါပေမဲ့ထိုင်းတွေတော်တော်များများကအဆောင်ခွပ်ကလမ်းမှာရှိတလုံးမဲ့ထွက်တာဖြစ်တဲ့အတွက် ကွဲလို့ကြားရလေရှိပါတယ်အတိတ်ပဲကတော့မပြောသေးပါအခုပုံရဲ့အတန်ထွက်လေးကတော့တုံးကလွဲလို့ထွက်ပါတယ်တုံးကလွဲလို့ထွက်ပါတယ်တောနောမိုက်ထိုတွန်ကောလောဝယောမိုက်ထိုကလွဲတွန်ကလွဲလို့ခေါ်ပါတယ်တွန်ကအပင်ကလွဲကငပြောပေါ့နော်ငပြောပင်ဆိုတဲ့အတိတ်ပဲပါတွန်ဆိုတဲ့နာနဲ့ကလွဲဆိုတဲ့နာနဲ့ပေါင်းထားတယ်ပေါင်းစပ်နာဖြစ်ပါတယ်ငပြောရွက်ကိုထိုင်းလို့ by ကလွဲလို့အတန်ထွက်ပါတယ် by ကလွဲလို့အတန်ထွက်ပါတယ်ဘော I by ကောလောဝယောမိုက်ထိုကလွဲ by ကလွဲလို့အတန်ထွက်ပါတယ် by ကအရွက်ပါနောက်လက္ခဏာနာမည်နဲ့သုံးတာလည်းရှိပါတယ်ဒီမှာတော့မရှင်းပြတော့ပါဘူးကလွဲကကြတော့ငပြောအဲ့တော့ငပြောရွက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် by ကလွဲအခုပုံလေးကတော့တစ်ခွာပန်းပုံဖြစ်ပါတယ်တစ်ခွာပန်းကိုထိုင်းလိုကလွဲမိုင်းလို့အတန်ထွက်ပါတယ်ကလွဲကဒီမှာငပြောမိုင်းကအပင်ဆိုပေမဲ့ဒီကလွဲမိုင်းကတော့ပေါင်းစပ်နာမဟုတ်ပါဘူးပင်ကိုနာဖြစ်ပါတယ်ကလွဲမိုင်း short video clip လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီကျေးဇူးတင်ပါတယ်ခင်ဗျာ